ဒီနေ့ကတော့ M5 grammar မှာတွေ့ရများတယ်နီးအသုံးနဲ့ကအသုံးကိုရှင်းမှာဖြစ်ပါတယ်နာနီနာနီနီ ikimas တစုံတစ်ခုလုပ်ဖို့သွားတယ်နာနီနာနီနီ kimas တစုံတစ်ခုလုပ်ဖို့လာတယ်နာနီနာနီနီခါအဲရီမတ်တစုံတစ်ခုလုပ်ဖို့ပြန်လာတယ်နာနီနာနီနီအိုင်မတ်တစုံတစ်ယောက်နဲ့တွေ့တယ်နာနီနာနီနီနာရီမတစုံတစ်ခုဖြစ်လာတယ်နာနီနာနီနီစံကားရှိမှတစုံတစ်ခုမှာပါဝင်စင်နေတဲ့ဥမာပြပါတီတို့ပုံစံမျိုးပြောတယ်နီအတုံးကအချိန်တိကျရင်နောက်ကနီးလိုက်တယ်ဥမာပြ9နာရီ10နာရီအဲ့နောက်မှာနီးလိုက်တယ်နေရာရဲ့နောက်မှာလိုက်တာနှစ်မျိုးရှိတယ်ဒဲနဲ့နီးနဲ့ဒီနေရာမှာနေရာရဲ့နောက်မှာနီးလိုက်ရင်အဲ့နောက်ကလိုက်တဲ့ဘက်ဒီ arimas နဲ့ emas ဖြစ်မယ် arima နဲ့ emas နဲ့ပါတယ်ဆိုရင်နေရာရဲ့နောက်မှာနီးလိုက်မယ်အာဂဲရူမိုရာဟုအာဂဲရူကပြီးတာမိုရာဟုကလက်ခံရရှိတာအဲ့မှာလူရဲ့နောက်မှာနီးတယ်လိုက်တယ်ဆိုရင်အဲ့လူအားပေးလူရဲ့နောက်မှာနီးလိုက်မယ်ဆိုရင်အဲ့ဒီလူအားပေးတယ်လို့ဘာသာပြန်မယ်လူရဲ့နောက်မှာနီးလိုက်မယ်နောက်ကကျမိုးရာဟုတ်ပါတယ်ဆိုရင်အဲ့ဒီလူမလက်ခံရရှိတယ်လို့အဓိပ္ပာယ်ရတယ်လူရဲ့နောက်မှာနီးလိုက်ပြီဆိုရင်အဓိပ္ပာယ်ဘာသာပြန်တဲ့အခါမှာအာထံမစီတို့အတွက်လို့ဘာသာပြန်ပြရမယ်နောက်တစ်မျိုးအတွေ့ရများတာကဆိုတော့နာနီနာနီကဟိုရှိဤတယ်ဆိုရင်အဲ့ဒါကိုလိုချင်တယ်ဟိုရှိရလိုချင်တယ်ဘာကိုလိုချင်တာလိုချင်တဲ့ပစ္စည်းရဲ့နောက်မှာကားထည့်မယ်ဟိုရှိခုနိုင်တဲ့လည်းရတယ်မလိုချင်မှုဆိုရင်လည်းရတယ်မလိုချင်မှုဆိုလည်းကားပဲဝါကာရီမတ်ကနားလေတယ်ဘာကိုနားလေတာလဲအဲ့နားလေတာရဲ့နောက်မှာကားထည့်ပြရမယ်စုခိတဲ့ကြိုက်တယ်ဘာကိုကြိုက်တာလဲကြိုက်တာရဲ့နောက်မှာကားထည့်ပြရမယ်ဂျောစုတဲ့တော်တယ်ဘာကိုတော်ရလဲတော်တဲ့ဟာရဲ့နောက်မှာကားထည့်ပြရမယ်အာရီမတ်ရှိတယ်ဘာရှိရတော့ရှိတဲ့ပစ္စည်းနောက်မှာကားထည့်ပြရမယ်အီမတ်ရှိတယ်ကတော့သက်ရှိတယ်ပေါ့ရှိရရဲ့နောက်မှာရှိတယ်ဘာရှိအောင်ရှိရရဲ့နောက်မှာကားထည့်ပြရမယ်ဒါတော့ M5 question မှာအများဆုံးတွေ့ရမယ်နီးနယ်ခါရဲ့အသုံးပဲဖြစ်ပါတယ်